အားလုံးပဲမင်္ဂလာပါကျွန်တော်အန်တောက်ဝီဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်မနေ့ကကျွန်တော်ဆော့ခဲ့ဒေတာဂိမ်းစာပါ PVP ကိုကျွန်တော်မကြည့်ဝဲပြန်ဆော့မှာဖြစ်ပါတယ်ဒီခေါက်တော့ကျွန်တော်နည်းနည်းပါးလေ့ကျင့်တာပါတယ်အဲ့ဒါဆော့လိုက်ကြရအောင်ခဏလေးဟိုကဆော့ဘဝပဲဆိုရင်အဲ့ဘဝကိုကျွန်တော်မကျင်တတ်တာဖေရဝိုက်လည်းမလီတော့ကွာဟုတ်မှာတွေ့အဲ့ဘဝကိုကျွန်တော်မကျင်တတ်ဘူးဆိုလိုဆော့တပယ်ရကြတော့1ပလီရင်โอเคပါဆိုလိုပဲဆိုတော့ရှင်းနှစ်ယောက်တည်းရှိနှစ်ယောက်တည်းဟုတ်သေးအဲ့ဘာလို့ကောင်းခင်ပေါ်ပြန်ဟာရဟုတ်သေးပြီကွာဟာရငါမိုးပေါ်ပြန်လို့1ဖက်ဆက်1ချမှာကွာဟုတ်သေးနောက်တစ်ယောက်လောက်ထပ် join လာပါတယ်ဒီအစင်းကြီးပွဲစတော့ပါနော်စပါပြီဘုံစံတိုင်းစီးလေးပြန်ကောက်ဒီကတော့ပြန်လောက်ဝင်ဗျာ10ခုဆိုရင်ရပြီဟောနှိပ်မြန်သွားမယ်ဟိုဘက် base ကိုဟိုဘက် base မသွားခင်ဟိုကဒိုင်းမုန်းရှိတဲ့နေရာကြီးသွားကြအောင်ဟေးပြုတ်ကြမယ်စင်မပြေဘူးအဲ့လိုကြီးကြောက်လေစင်မပြေဘူးလေဗျာဒီတိတ်သွားပါကိုပါလာ fight တယ်လို့ကြိုက်တယ်ဟိုကောင်ကred team ကျွန်တော်က blue team red team နဲ့ blue team ကနီးလေးမဟုတ်လားဒီကျွန်တော်လေနည်းလာကြီးစားပါဆော့တာလည်းကြာပြီးတော့သူကဒီလောက်ပဲဝင်လိုက် upgrade လုပ်လိုက် upgrade 4 diamond နဲ့အဲ့မရိုင်းတာ4 diamond လို့အဲ့ဒါ diamond ရှိတဲ့နေရာသွားကြရင်ကဲရောက်ပြီမကြည်ဝဲပြန်လို့ရတော့ဒီဝဲတက်ရှော်လို့တော့ငါတော်တော်ထွက်တယ်မှာနေသားကြီးစားပါနိုင်ရေးစာပါကျန်ရေးစာပါကျတော့ပိုဆိုးနေအနောက်မတရားလိုက်လာမသိငါဘူးနောက်မတရားလိုက်ရတယ်လို့ပါဟေးဒိုင်း1 2တုံးနဲ့ရတာ2တုံးနဲ့ရတာမရိုင်းတာဒိုင်းမိုးလီတော့မှထားဝယ်ရဟိုဝပုံနဲ့ဝပုံဟာဟိုထန်းအယုံတော့စင်ပြေဝေါ4 emerald တဲ့ဟိုဟာဘာဒါတိုင်းမွန်တာဆိုနာမည်အောင်မိအဲ့တခြား2 base ကိုသွားကြရအောင်2 base ကိုမသွားရင်တော့မှ diamond လေးနဲ့ကျွန်တော်ရဲ့ဓာတ်ကို upgrade လုပ်သွားလိုက်မယ်enchant လေးထည့်သွားလိုက်မယ်ဗျာကျွန်တော်ဓာတ်အဲ့နာနဲ့ကြည့်ဦးဘူးမှမရှိဘူးဟဲ့လာပြီနာမြင်လို့ဟဲ့ရောက်နှိမ့်လို့အေးရyes အေးရဟေးငါရလာပြတ်တယ်ဟုတ်အတုံးလေးနဲ့လည်းကာလိုက်ပြီဗျာနေလုံးစုံဟောဘယ်သူမှမရှိဘူးโอเคရပြီနားရဟိုဒါအခဏအတုံးနဲ့တွဲကြိုင်ရတယ်နော်မဟုတ်ရင်ကျွန်တော်အတုံးယူရနဲ့အဲ့ဓာတ်ယူရတယ်ဆိုနီးကက်ကယူလို့ရတယ်သူ့ရဲ့ base ကပြင်နားမှလည်းမသိဘူးသွားရှာကြည့်ကြရအောင်ပစ္စည်းရတော့နည်းနည်းတော့ဆောင်းပါပြီဒီရောက်ဆိုရင်ရပါပြီကျွန်တော်ဒါပါ sharpness နားမသိဘူးခဏလေးကြည့်ကြအောင်ဟုတ်တယ် sharpness 1ဟိုကောင်တင်ရဒီဘက်မှာဒါကျွန်တော်ရဲ့နီးလေးပေါ်ဒါဆိုသွားကြရအောင်မဟုတ်ဘူးလေကွာနီးလေးပေါ့သွားကြရအောင်ဘူးမှမရှိဘူးဒီ base မှာတူမရှိဘူးโอเคမြန်အေးဟဲ့ဖြတ်လေနေရပြီတားတူတော့တက်ဖို့ပဲလို့တော့โอเคအေးရဖြတ်ပြီးပါတို့သွားရှာ
လက်ရကွာ4 damage ထိရပါတော့ငါဘယ်လိုလာတတ်တာလဲနော်အမရလီဟိုကောင်မှလာဖြူသွားရင်တော့အေးဟိုကောင်လဲတယ်ဟာဒီမင်းဘယ်လောက်လဲနိုင်မလဲကြည့်ကြရငါမင်းစီလာငါမှ sharpness တာရှိရတော့ဒါပေမဲ့ကျွန်တော် PVP skill နှုတ်ပါတယ်ဒါပေမဲ့နည်းပါတော့လေ့ကျင်တာရရင်ရအောင်ကျွန်တော် base မှာပဲရှိအောင်မယ်ခုလောက်ဆိုကျွန်တော် base မှာပဲရှိလာအောင်ဟုတ်အနောက်မှာမရှိဘူးကျွန်တော် base မှာလည်းမရှိဘူးလားမသိဘူးဟိုမှာတွေးကောင်းလေးလက်နေရတာဒီကောင်နိုင်သွားတယ်โอเคပါညဆောက်ရlevel up တဲ့ကျွန်တော် level ဘယ်လောက်ရပါလဲကျွန်တော် level ကဒီမှာမပြတော့ဒီကတော့လူနေနေများဟာဒီကောင်အနည်းတော့တွေ့ရဒီကောင်အခုလည်းထပ်တွေ့ပြန်ဟာဒီကောင်အားသိအဲ့ကောင်အားသိဒီကောင် YouTube မှာမလား YouTube ပါကျွန်တော်ဒီကောင် YouTube မှာတွေ့ယူတယ်အဲ့ကောင်ကျန်းနေတာတော်နေလာရင်းစာပါကြမ်းနေကောင်ခုနဟိုကောင်လက်နေဘူးလားမသိဘူးကျွန်တော်နိုင်သွားကဲစကားမများတော့စလိုက်တာငါဘယ်နားမှာလဲချက်နေကြitem ဆဲခုလောက်ပဲကောင်းနေရစတကူပြသွားတယ်ဖြစ် PC တော့ကြမြင်ငါရကောင်းနေဟုတ်တယ်အဲ့ရကောင်းနေဒီကောင်လူများတယ်နှစ်ယောက်ခင်းမဟုတ်ဘူးခုနကအဲ့နှစ်ယောက်တည်းမဟုတ်တဲ့အတွက်အဲ့ရကောင်းရတယ်ဟိုမှာတိုင်းမို့ရှိတယ်ဆို bridge ကြရအောင်နားလေမညီဘူးကျွန်တော်ထားဟုတ်တယ်လို့မညီဘူးလို့အဲ့ဒါထပ်သေးပါကျွန်တော်ကညီအောင်တိတ်မထားတယ်ဘူးအင်ကိုညီအောင်မထားတယ်ဘူးဖိုင်ပန်အဲ့ချက်ဘလော့တွေဝဲအောင်မြန်လို့64တောင်းနဲ့ဝဲသွားလိုက်ဒီနောက်ထပ်ဝပ်ပုံနေဝဲရမယ်ဝပ်ပုံကကြတော့ကျွန်တော်အာယုဆွတ်ရတယ်အာယုဆွတ်တွေယူတယ်ခုနဒီနားကထပ်ပြုတ်ကြတာခုနဒီနားကပြုတ်ကြတာဆိုရတော့တေချာခီးဆိုင်တယ်မှာဒီလိုပဲသွားတယ်သူများ base တွေကိုသွားကြရအောင်ဒါဒီဘက်မှာဘယ်သူမှမရှိဘူးဗျဒီမှာဘာထင်းရှိတယ် red ထင်းရှိတယ် blue ထင်းရှိတယ် green ထင်းရှိတယ်ဟာအတင်းက3သိန်းမဲ့လားဟာမင်းနဲလာပြီတော့ငါလည်းကြာငါကျွန်တော် im chain မတည့်ဘူးဗျအားကြောင့်ကျွန်တော်ပြုတ်ကြတယ်ဒါတိုင်းမို့ကခါ3လုံးနဲ့မလောက်အောင်ပါလေကွာငါဒီတိုင်းမို့3လုံးနဲ့အဆင်ပြေနောက်တစ်တုံးသွားကောင်းပါရတိုင်းမို့4လုံးဆိုရင် sharpness ရတိုင်းမို့4လုံးတိုင်းမို့2တုံးနဲ့ဆိုရင်ဟွာရဗျအာမလောက်လို့ရခဏနေဒါလေးစောင့်လိုက်အောင်ဗျဒါလေးစောင့်ကြ20 second 19ကြာရကျွန်တော်ဒါတော့ပဲရင်သွားပြီးအန်ချက်လောက်ထားလိုက်ဒီခေါက်တော့ဆရာကြီးဖြစ်သွားပြီကောင်မျိုးကောင်ငါ့ရှင်းလို့မရဘူးအဲ့လိုတော့ပြောလို့မရဘူး blue team ရမယ်ဟာရောဘ blue team ဘက်ကအိုးဟာ green team နဲ့ red team နဲ့ကျွန်တော်ရဲ့ဟိုက green team ကျွန်တော်ကကြောက် red team ပြ sharpness ဘာရှာရအမရရှိရဲ့နေရာကိုသွားအေးဖျောက်မင်းကွာအဲ့လိုကြီးတော့မလောက်အောင်လေပါကြီးရအသိဝါလေအေးတော့မနိုင်သေးဘူးမင်းမနိုင်သေးဘူးငါသိရဟဲ့ဒီကောင်ကျန်းနေဟာဆရာကြီးကျွန်တော်တစ်ချက်မှတော့မထီဘူးဗျာမရိုင်းတာတစ်ချက်မှတော့မထီဘူးကျွန်တော်တရားဝဲရှိတယ်တော့3ယောက်ဖြစ်သွားပြီခုနကောင်လေးပြန်ပါလားဒီကောင်မောက်ရန်စကီးပုတ်တယ်မရိုင်းကျွန်တော်ကကြတော့ controller ကျွန်တော်ကအမှန်ကြီးပြောရင်ကျွန်တော်ကပုံပြီးတာရပဲကျွန်တော်ကမချတယ်ပါဘူး2ယောက်ပဲရှိတယ်နောက်တစ်ယောက်ကပဲမှာချမ်း
8 7 6 5 4 3 2 1ဟာဒီခေါက်လေ1 first 1ပဲရှာအောင်ဒါဒီခေါက်က blue team နဲ့ green team ဆို green team ကဘယ်နားမှာလဲမသိ green team ကကျွန်တော်အတုံးတွေကမဲနေပါလားအတုံးတွေလေးဘူးမခံနိုင်လို့မဲသွားတယ်အတုံးတွေမြန်ဝင်ကြရအောင်ကြောက်ပြီးအေးရတော့ကြရအောင်2 versus 1နဲ့တားမယ်အေးရတော့အေးရကအရင်တော့ green team ကိုရှာအောင် green team ကဘယ်နားမှာလဲမသိကိုပါလား green team ဟုတ်လားတော့ကြရအောင်ဟိုရှိကဒိုင်းမိုးရှိရဲ့ကျုံကိုတော့ကြရအောင်ဟေ့ငါအေးရလာပြတ်သွားပြီဟာကျွန်တော်မပြုတ်ကြပါဘယ်ဘယ်လူလာဖြစ်သွားခဏနေပိုအောင်ပြန်ရှာအောင်ရောက်ဝါယူဟာဒီဘက်ကလာတာလားဒီကောင်အော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်လို့ညတို့တွေအဲ့လိုရုံမလုပ်တင်ဘူးလေအဲ့ chain team လို့မဆလာတာဒါပါကြီးတယ်ဘဘဝါလာteam chain လို့ရပါလားတော့ကျွန်တော်အခုဆိုလို့ဆိုတယ်ဗီဒီယိုကကြတော့ဘယ်နှမိနစ်ရှိပါလဲတော့ကြည့်လို့မရဘူးကျွန်တော်ဒီတခြားအယောင်ကြီးရောနေ7မိနစ်ရှိပါပြီဗီဒီယိုဘာမှမပေါ်ဘူးကွာမင်းဘယ်လောက်ထရှာလဲဟာဟေးတိုင်းစိတ်ချောတိုင်းစိတ်ချောဟာကွာဒီကောင်သူရ3.8ပဲကျန်တော့တာဒီကောင်လည်းမြန်တယ်ဟုတ်တယ်ကျွန်တော်လည်းမြန် rush မှရအောင်လေအဲ့ကောင်တွေပဲ break လောက်အောင်လေကျွန်တော်ရှာဒီတိုင်းရနေတော့မဖြစ်ဘလူးလောင်လောက်သွားမှလည်းမသိပါဘူးမြန်နေဗျတော်တော်မြန်တာပဲ10 second အခုခုံချပြရလို့ခုံချနေနှစ်ယောက်ထဲကွာမျိုး1 versus 1ကမချကြဘူးနော်ဒီဝဲပြီးရင်ဒီဝဲဘဝပြီးရင်ချားကိန်းလေးသွားစောကြည့်ချင်ဟောကျွန်တော်ဘယ်နားမှာလဲ generator generator ဘယ်နားမှာလဲဟိုနားဒီကောင်က blue team ဆိုရင်ကျွန်တော်နီးလေးသွားမယ်သူစီသွားမယ်သူစီရင်သွားမယ်မမဘယ်ပြောလဲသူစီရင်သွားမယ်ဘလူးတင်းဆိုရင်ကျွန်တော်က red team ဆိုနီးလေးသွားကြရအောင် let's go ဘလို့ဟဲ့ဟိုကောင်လာနေပြီဟိုကောင်လာနေပြီဟာပြုတ်ကြသွားတယ်သွားကြရအောင်အဲ့ကောင်ဘက်ကောင်မြန်သွားကြအဲ့ကောင်ဘက်ကောင်မြန်သွားကျွန်တော်လည်းပြုတ်ကြနေဦးမယ်နိုင်ကျွန်တော်က break ကဒီလို break ကတော့တိတ်မယ်ကျွန်တော်ဟယ်လိုငါ့မလုံးသူကခုံချပါကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်လို့ဘယ်လိုခဏကျွန်တော်အတုံးမရှိဘူးတုံးဝင်ရမယ်ဟိုကောင်ကျွန်တော်စီလာလိမ့်မယ်ခဏတော့စောင့်ကြည့်လာပြီကျွန်တော်အဲ့ရလာဖြတ်တော့မယ်တိုင်းစိတ်ရှော့ဖြတ် Oh my god တိုင်းစိတ်ရှော့နိုင်သွားတယ်ကွာကျွန်တော်တခြားကိတော့ဆိုလည်းဖောက်လိုက်ခဏနေအတယ်ဒီပေါ့မေရောမဒီဘေးနာထွက်အောင် sorry အရင်ကထက်ဆိုင်အောင်နေပေါ့တော့တူတက်တာပဲသူတို့တွေးရောအောင်လောက်နေတော်ပါကြီးဒီဘဝပဲကစားလိုက်တော့လို့ကိုယ်လည်းစားအောင်မလို့3ယောက်လေ red blue green okay blue ထီအောင်ရင်သွားပြီးတော့ bridge လောက်အောင်မြန်လောက်ပါဟာချက် generator ကြီးကြာလိုက်ပဲအားရအောင်ဘယ်လိုကြာငါ့အတုံးလေးရောင်းမအောင်လာနေတယ်ကျွန်တော်မြင်နေရတယ်ကျွန်တော်ရေလို့ထင်းဆိုတော့ blue ထင်းရပဲနားမှာဘက်က aqua ထင်း aqua လို့ပဲခေါ်တယ်တော့ကြရအောင်
yes ဟာပြီဒီခေါက် break ကတော့အောင်ပြီအခြားလူရဲ့ base ကိုတွားကြရအောင်ဟိုမှာ red team မရှိဘူး blue team မရှိဘူး red team မရှိဘူးCCTV ချိန်ရညီအောင်ဟာဒိုင်းမွေးတုံးရရေကွာဘာလို့ပြစ်ကြပါအမရေရှိရည်အမရေရှိရကျုံကြီးကဘလူးကြီးလေကွာစမ်းရဟုတ်တယ်ဖြစ်သေးဘူးမြင်အတုံးနေမြင်ဟိုကပုံဝယ်ရမယ်ဝပုံပါရဲ့အာယုံဆွဝယ်ရမယ်ကျွန်တော်အာယုံဆွရောအများကြီးဝယ်ကွာကြားရောအတုံးနေဘယ်လောက်ရအောင်အိုးအများကြီးခဏဝပုံဝယ်ရမယ်ဝပုံရအဲ့ဆိုရတယ်ချက်တယ်ဒီအရေးထေးရောရပြီဟေ့ငါဘက်ကိုလာဖြတ်တာမင်းလားဟေ့ကျန်တစ်ချက်တော့မထီးဘူးတဲ့ကွာမရိုင်းလားနောက်ဝဲစော်ပြီးတော်ပြီဗျာကျွန်တော်နောက်ဝဲစော်ပြီးဗီဒီယိုဆုံးမရဘူးဒီကောက်ဗီဒီယိုနဲ့ကြာပြီ16မိနစ်လောက်ဖြစ်နေပြီဒီပါလေဒီကတော့6ရှိတယ်ဘာလို့ဒီကောင်းကြီးကျွန်တော်မိရမှာကျွန်တော်ဒီကောင်းကြီးချရင်ပါလို့တစ်ချက်မှမထီရဘူးဒီကောင်းရောက်ကျွန်တော်ထီကျွန်တော်ရောက်တစ်ချက်မှမထီအဲ့ဒါဘာကြောင့်လဲတို့တိရဲ့လူတွေရှိရေကောပါရေးပြီးသွားကြပါဘာဖြစ်လို့လဲကျွန်တော်ချရင်ရောက်ချက်မှမထီဘူးတို့ချရင်ရောက်ထီโอเคအဲ့ဒါကြီးခဏထားအများသိရင် pre-press တော့လောက်အောင်မင်းတို့ငါရဲလို့ထင်းကွာscience ထင်းကအဲ့ရပြီကွာဗန်းပြတ်သွား white ထင်းဟိုနားက white ထင်းရှိတယ်ဟုတ်သေးwhite ဒီတော့စီလာရင်လာလောက်တယ်white ဒီတော့စီလာရင်လာလောက်တယ်အေးတော်သေးရဲ့မပြုတ်ဘူးwhite ထင်းလာပြီဟေ့အယုံဆွတ်ကြီးနဲ့မရိုင်းနဲ့အယုံဆွတ်ကြီးနဲ့မရိုင်းလားလို့ကျွန်တော်ပတ်လာပြီဒီကောင်တေချာပေါ့အဲ့ရပါပြတ်သွားပြီပြတ်သွားအေးဟေးတားကြီးစိတ်လျှော့မင်းကတကယ်ကြီးနေလေโอเคဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်စိတ်မရှိလိုက်တော့ပါဘူးဒီကောင်လေးအရန်ကြမ်းလုံးလာကြီးရယ်နောက်နေ့ကျရင်တော့စာပါပြောင်းပြီတော့အဲ့လိုပဲဒါမဲ့ကျွန်တော်တပွဲတော့နိုင်သွားနေဗျာ1 vs 1ချအဲ့လိုပဲကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် subscribe like and subscribe လုပ်သွားပေးကြပါဗီဒီယိုကြည့်နေတယ် share လေးပါကူညီပေးသွားလို့ရပါတယ်အားလုံးပဲတဒါ